ကာလအဲ့တော့ဒီကနေ့တရားဘာဝနာများကိုကြိုးစားအထောက်ကြဖို့ရောက်ရှိလာကြတဲ့တရားဓမ္မပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ဟောဖို့အလှည့်ကြတဲ့တရားကမေတ္တာဘာဝနာပေါ့နော်အဲ့တော့ဦးဇင်းတို့မေတ္တာဘာဝနာနဲ့ပတ်သက်ပြီးတော့ဘယ်ကနေစပြီးတော့ပြောချင်တော့ဆိုတော့မေတ္တာတရားဆိုတာဘာလဲဆိုတာလေးကနေစပြီးတော့ပြောပါအလုံးကတော့အကျဉ်းပြင်းနားလည်ထားကြပြီးသားပါဒါပေမဲ့မေတ္တာဆိုတဲ့စကားလုံးလေးရဲ့အဓိပ္ပာယ်ကိုလိုရင်းကြကြထိတိမိမိသိဖို့နားလည်ဖို့လိုတယ်မေတ္တာဆိုတာဘာလဲလို့မေးရင်မေတ္တာဆိုတာတတ္တဝါတွေရဲ့ပုံမှာချမ်းသာစေခြင်းနဲ့စိတ်ကိုမေတ္တာလို့ပြောတာလိုရင်းကဒါပဲနော်တတ္တဝါတွေရဲ့ပုံမှာချမ်းသာစေခြင်းဒါမေတ္တာအဖွဲ့တွေအနွယ်တွေနဲ့နားထောင်ကောင်းအောင်ရွတ်ဆိုနေတာမျိုးကိုအဓိကထားလို့မရဘူးနော်ကိုယ့်ရဲ့စိတ်ထဲကတကယ်လှိုက်လိုက်လဲတတ္တဝါအားလုံးရဲ့ပုံမှာချမ်းသာစေခြင်းနဲ့စိတ်ထားတာအဲ့ဒီစိတ်ထားကိုထက်ခါဖြစ်အောင်ကြိုးစားတာအဲ့ဒါကိုမေတ္တာဘာဝနာပေါ့မေတ္တာတရားထားတဲ့နေရာမှာမြတ်စွာဘုရားကကိုယ်နဲ့နှိုင်းစာပြီးတော့မေတ္တာတရားထားရမယ်လို့အဲ့ဒါလိုအခြေခံကြဟောတယ်ကိုယ်နဲ့ဘယ်လိုနှိုင်းစာရမှာတော့ကိုယ်ဘယ်လိုသဘောထားရှိတော့ကိုယ်ဆန္ဒတွေဘယ်လိုရှိတော့ဆိုတာကိုအရင်စဉ်းစားပေါ့တရားမတို့ဦးဇင်းတို့တွေဟာဘေးရန်ကင်းကျင်ကြတယ်ကျမ်းမာရေးကောင်းကျင်ကြတယ်နှလုံးစိတ်ဝမ်းငြိမ်းချမ်းကြတယ်အစအစရာကျမ်းချမ်းမာချမ်းသာအစဉ်ပြေဘေးကင်းရန်ကင်းနေလိုထိုင်လိုကြတယ်ဒါတတ္တဝါတိုင်းရဲ့ပင်မဆန္ဒကြီးပေါ့နော်အဲ့ဒါလိုပဲကိုယ်မှလည်းပဲအဲ့ဒါလိုအင်ဆန္ဒတွေရှိတယ်ဆိုရင်တခြားသောတတ္တဝါတွေဟာလည်းပဲအဲ့ဒီလိုအင်ဆန္ဒရှိကြတယ်ဆိုတာကိုနားလည်ရမယ်အဲ့ဒါလိုနားလည်ပြီးတော့ကိုယ်နဲ့နှိုင်းစာပြီးတော့တတ္တဝါတွေလိုလားတောင်းတကြတယ်အဲ့ဒီကောင်းကျိုးနဲ့ချမ်းသာရကြပါစေလို့စိတ်ထဲကတတ္တဝါတွေရဲ့ပုံမှာတကယ်ကောင်းစားစေခြင်းနဲ့စိတ်ပေးရန်ကင်းစေခြင်းနဲ့စိတ်တော့ကျမ်းမာရေးကောင်းစေခြင်းနဲ့စိတ်နှလုံးစိတ်ဝမ်းငြိမ်းချမ်းစေခြင်းနဲ့စိတ်ဘာစိတ်ဆင်းရဲမှုကိုယ်ဆင်းရဲမှုမှမတွေ့စီလို့မကြုံစီလို့ဘူးဆိုတဲ့ဒီမုံမြတ်တဲ့စိတ်ထားလေးကိုမေတ္တာစိတ်ထားအဲ့ဒါကိုကထက်ခါဖြစ်အောင်ကြိုးစားရမှာဟုတ်လားကြိုးစားလို့ရှင်သူကကျွမ်းကျင်လာတဲ့အားရှိလာတဲ့အစုအပုံဖြစ်လာတဲ့မေတ္တာတရားကကိုယ်တန်တန်မှာဟုတ်လားအဲ့ဒီလိုမေတ္တာကိုကြိုးစားအထုတ်မယ်ဆိုလို့ရှင်ရရှိမဲ့အကျိုးကျေးဇူးကတရားဓမ္မတို့ဦးဇင်းတို့တွေအကုန်နားမလည်နိုင်ဘူးမေတ္တာတရားရဲ့စွမ်းရည်တတ္တိဟာအလွန်တရာမှကြီးမားတယ်သူ့ထက်စွမ်းရည်တတ္တိကြီးတာကတော့ဦးဇင်းတို့မဲခင်၈ပါးအကျင့်မြတ်တရားဝိပဿနာတရားဒါပဲရှိတော့တယ်ဒါကြောင့်မေတ္တာကိုမြတ်စွာဘုရားကအများကြီးအသုံးပြုဖို့တိုက်တွန်းနှိုးဆော်တော်မူတယ်ဒါကြောင့်ပေသက်ပေါင်းသူတော်ကောင်းတို့ဦးဇင်းတို့